မိမိရဲ့နေ့စဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းချမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာစာဝတ်နေတွေနဲ့တောကတွေရှိတယ်။တာရီသမီးရီဆိုတာလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲ့ဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အေးချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုရသော်ဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်ရသော်ဘုရားရဲ့ခုံနေကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာဘယ်တော့မှမလုပ်ဘူးစိတ်ကြွယ်ရမှတောင်မကောင်းမှုမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ဂုဏ်တော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့တမ္မာသမ္ဗုဒ္ဓဂုဏ်တော်တွေအတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံတယ်ဆိုတဲ့ဂုဏ်တော်တွေဖရာဂုဏ်တော်တွေကိုတစ်ခုချင်းတစ်ခုချင်းစဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေတည်ငါအားဖြင့်အငြိမ့်သွားကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဖရာတရားတန်ခါထဲမှာစိတ်ကိုနှိမ့်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင်ခန္ဓာဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့ရသော်ဘုရားရဲ့ဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာတန်ခါဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာဘာဖြစ်လဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဖရာဂုဏ်တရားဂုဏ်တန်ခါဂုဏ်ထဲမှာစိတ်လေးကတည်ငြိမ်ပြီးတော့နေတော့ခုကိပြောတာလို့ဖရာဂုဏ်ပရိစိတ်နေမယ်တရားဂုဏ်တန်ခါဂုဏ်ပရိစိတ်နေမယ်ဖရာတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်လို့ဒီလိုဆို